တကောင်ကိုရ80ခုနှစ်တုန်းကအာရပ်စော်ဝါများပြည်ထောင်စု UAE မှာတဲကန်နာရနဲ့ရည်နံကလွဲလို့ဘာမှမရှိခဲ့ပါဘူး။ဒါပေမဲ့လူတယောက်ကမျိုးဆက်တစ်ခုအတွင်းမှာပဲအဲ့ဒီဒေတာကိုကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်အောင်ပြောင်းလဲပေးခဲ့ပါတယ်။1966ခုနှစ်ဩဂုတ်လ6ရက် Sheikh Zayed bin Sultan Al Nahyan ဟာအဘူဒါဘီရဲ့အုပ်ချုပ်သူဖြစ်လာချိန်မှာအသက်58နှစ်ရှိပါပြီ။သူ့ရဲ့နေမြေဟာတဲကန်တာရတက်တက်ဖြစ်ပြီးလူဦးရေ2500တောင်မပြည့်ပါဘူး။ကတရာလန်းစီးယုံကျောင်းဆိုတာလည်းလုံးဝမရှိခဲ့ပါဘူး။ဒါပေမဲ့1958ခုနှစ်မှာရှာဖွေတွေ့ရှိထားတဲ့ရေနံတော့ရှိပါတယ်။အဲ့ဒီအချိန်မှာဗြိတိရှာတို့ကပင်လယ်ကွေ့ဒေတာကနေစုခွာတော့မဲ့အချိန်ထလို့တင်းငယ်တဲ့စော်ပွားနယ်မြေခုနှစ်ခုဟာရွေးချယ်စရာတစ်ခုပဲရှိပါတော့တယ်။အဲ့ဒါကတော့ပေါင်းစည်းမနာဒါမှမဟုတ်ပျောက်ကွယ်သွားမလားဆိုတာပါပဲ။ဇာယစ်ကတော့ပြည်တော်စုတစ်ခုအဖေပေါင်းစည်းဖို့တွန်းအားပေးပြီးကျန်တဲ့အုပ်ချုပ်သူ6ဦးနဲ့ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။1982ခုနှစ်ဒီဇင်ဘာလ2ရက်UAE ကိုစတင်တည်ထောင်ခဲ့ပြီးဇာယစ်ဟာပထမဆုံးသမ္မတဖြစ်လာပါတယ်။သူ့မှာမျှော်မှန်းချက်တစ်ခုရှိတယ်။အဲ့ဒါကတော့ရေနံကရတဲ့ချမ်းသာကြွယ်ဝမှုကိုတုံးနေဘာမှမရှိတဲ့နေရာကနေအရာအားလုံးကိုတိဆော့ဖို့ပါပဲ။သူလှုပ်ဆောင်ခဲ့တာတွေကတော့အစိုးရရန်တရားအတွက်လူမျိုးအလိုက်ခွဲခြားဆက်ဆံခြင်းကိုပိတ်ပင်ခဲ့ပါတယ်။အရွေချင်းပေါ်မူတည်တဲ့ယာရုခန့်အပ်မှုကိုပဲတောင်းဆိုခဲ့ပါတယ်။ခင်မီတိုးတက်အောင်အတင်းအကျပ်တွန်းအားပေးခဲ့ပါတယ်။ပညာရေးကိုမတင်မနေရတတ်မှတ်ခဲ့ပါတယ်။လူပေါင်းထောင်ကြီးကိုပြည်ပမှာပညာသင်ကြားဖို့စေလွှတ်ခဲ့ပါတယ်။နိုင်ငံခြားကကျွမ်းကျင်ပညာရှင်တွေကိုခေါ်ယူခဲ့ပါတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်မတော်ကိုတည်ဆောက်ခဲ့ပါတယ်။ပေါင်းစည်းထားတဲ့ဥပဒေစနစ်တစ်ခုကိုဖန်တီးခဲ့ပါတယ်။ဗဟုံပန်းကိုတည်ထောင်ခဲ့ပါတယ်။တဲကန်တာရထဲမှာတစ်ပင်ပေါင်း8တန်းစိုက်ပျိုးခဲ့ပါတယ်။အင်ဂျင်နီယာတွေကတဲကန်တာရကိုစိုက်ပျိုးမြေအထိပြောင်းလဲခဲ့ကြပါတယ်။အခက်အမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။အခက်အမဲ့ပညာသင်ကြားခွင့်ပေးခဲ့ပါတယ်။နိုင်ငံသားတွေအတွက်အခက်အမဲ့အင်ယာတွေဖော်ဆောင်ပေးခဲ့ပါတယ်။မိသားစုတွေကိုမြေခွက်တွေခွဲဝေချထားပေးခဲ့ပါတယ်။သူဟာစိတ်ပေါင်းတွေလေချောင်းလမ်းတွေခရီးသွားလုပ်ငန်းနဲ့အခြေခံအဆောက်အဦတွေကိုစောစောစီးစီးအကောင့်တဲဖော်ပြီးစီးပွားရေးကိုပတ်စွန်ကန်တာစွန်ကန်ကြီးချဲ့တွင်ခဲ့ပါတယ်။ဝေဖန်တချို့ကသူဟာတိတ်ပြီးရရောလွန်တဲ့တစ္ဆာဆောင်တီးမှုကိုပတ်စံနဲ့ဝယ်နေတယ်လို့ပြောကြပေမဲ့လက်တွေ့မှာတော့သူနီးလန်းဟာအောင်မြင်ခဲ့ပါတယ်။2004ခုနှစ်ရောက်တဲ့အခါ UAE ရဲ့တဦးချင်း GDP ဟာဒေါ်လာ3400ထိရှိလာပြီးဖွံ့ဖြိုးနိုင်ငံအများကိုပါကျော်ပြတ်သွားခဲ့ပါတယ်။ Sheikh Zayed ဟာအုပ်ချုပ်သက်38နှစ်တကြာ2004ခုနှစ်နိုဝင်ဘာလ2ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။သူဟာကမ္ဘာအမြင့်ဆုံး Burj Khalifa အဆောက်အဦကြီးကိုမမြင်သွားရဘူး။လူပိုင်းမြို့ကြီးကမ္ဘာအဆင့်မီမြို့ကြီးဖြစ်သွားတာကိုလည်းမမြင်သွားရရှာပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့ UAE ရဲ့စီးပွားရေးဟာဒေါ်လာဘီလီယံ900ကျော်တန်ဖိုးရှိနေပြီးတဦးချင်း GDP ကလည်းဒေါ်လာ88,000ထိရှိနေပါပြီ။သူဟာplan bat မျိုးနဲ့ဆက်ပြီးနိုင်ငံတစ်ခုအဖြစ်ပေါင်းစည်းပေးခဲ့ပါတယ်။မျှော်မှန်းချက်မရှိတဲ့ချမ်းသာကြွယ်ဝမှုဟာအလဟတာပဲဖြစ်ပြီးစီးကမ်းမရှိတဲ့မျှော်မှန်းချက်ဆိုတာလဲစိတ်ကူးရင်တက်တာဖြစ်တယ်ဆိုတာကိုသူတက်တည်ပြသခဲ့ပါတယ်။